Oliver Glasner ခစ်လွန် Crystal Palace နဲ့ Pep Guardiola ခစ်လွန် Manchester City ဒီနေ့တင်ထိတ်တိုက်တွေ့ဆုံနေတဲ့ Premier League ပွဲစဉ် Round 2ကကျွန်တော်တို့ဘောလုံးအားကစားဝါသနာရှင်ပရိသတ်တွေအားလုံးကိုဘလို့ရင်ခုန်စိတ်လှုပ်ရှားမှုတွေပေးအောင်မလဲဆိုတဲ့အကြောင်းကိုအခုကျွန်တော်တို့အတူတူပွဲကြိုသုံးသက်ချက်တွေလုပ်လိုက်ကြရအောင်အားလုံးပဲမင်္ဂလာပါ My Football Ace ကိုစိုး channel ကကြိုဆိုပါတယ်ကျွန်တော်ကိုစိုးပါတချို့ဘောလုံးပွဲစဉ်တွေမှာဘယ်အသင်းအနိုင်ရမလဲဆိုတာခံမှန်းရတာထက်ဒီပွဲမှာဘယ်အသင်းကကိုယ့်ရဲ့ဘောလုံးကိုပို့ပြီးတော့အတီးပြုတ်နိုင်မလဲကိုယ့်ရဲ့ identity အတိုင်းဘလို့ပြင်းစော့နိုင်မလဲဆိုတာကိုကြည့်ရတာကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်အထူးသဖြင့်ဒီ Crystal Palace နဲ့ Manchester City ပွဲကအဲ့ဒီလိုပွဲမျိုးတွေကတပွဲပါတစ်ဖက်မှာကျတော့အင်္ဂလန်ဘောလုံးလောကရဲ့အောင်မြင်ဆုံးအသင်းတွေကတစ်သင်းဖြစ်တဲ့ Manchester City ဒါပေမဲ့ဒီရာသီမှာတော့ Pep Guardiola မရှိတော့ပဲ Enzo Maresca နဲ့ခေတ်သစ်တစ်ခုကိုစတင်နေပြီနောက်တစ်ခါမှာကျတော့ Crystal Palace ပြီးခဲ့တဲ့နှစ်တွေအတွင်း FA Plus ကိုသူတို့ရခဲ့တယ်ပြီးတော့ Conference League ကိုပါပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်ရင်းနဲ့ Champion မှာဖြစ်ခဲ့တာဒါပေမဲ့စုဖလားတွေကိုအောင်မြင်ခဲ့တဲ့သူတို့အသင်းရဲ့ Crystal Palace အသင်းရဲ့နီးပြဟောင်းကြီး Oliver Glasner ကအခုမရှိတော့ဘူးထွက်သွားပြီအခု PR6 လက်ထဲမှာနီးပြသစ် PR6 လက်ထဲမှာအသင်းရဲ့ Crystal Palace အသင်းရဲ့အခန်းကဏ္ဍအသစ်ကိုစတင်တည်ဆောက်နေပြီဒါကြောင့်ဒီပွဲကိုရိုးရိုး Palace နဲ့ City ဘယ်သူအနိုင်ရမလဲဆိုပြီးကြည့်လိုက်ရင်ဒီပွဲရဲ့အဓိကအကြောင်းအရာတစ်ခုလုံးကလွတ်သွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီပွဲကအသင်းနှစ်သင်းစလုံးအတွက်သူတို့ရဲ့အနာဂတ်ကိုစမ်းသပ်နေတဲ့ပွဲစဉ်တစ်ပွဲဖြစ်နေလို့ပဲ Crystal Palace ဘက်ကစပြီးတော့ကြည့်ရအောင်ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ဒါဟာ Crystal Palace ရဲ့ဘောလုံးသမိုင်းမှာအကောင်းဆုံးအချိန်ကာလတစ်ခုကိုဖျက်ဆီးခဲ့တဲ့ဘောလုံးရာသီတစ်ခုဖြစ်ခဲ့တာသူတို့ FA ကရခဲ့တယ်ပြီးတော့နောက်တစ်နှစ်အကြာမှာပဲဥရောပအောင်မြင်မှုတစ်ခုဖြစ်တဲ့ Conference League ကိုပါသူတို့အရယူနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုတွေကိုရရှိအောင်လုပ်ပေးခဲ့တဲ့နီးပြကြီး Oliver Glasner ကတော့အသင်းကနေထွက်သွားပြီသူအခုအသင်းမှာမရှိတော့ဘူးအခု PR6 ရောက်လာတယ်6အတွက်တော့ဒါဟာဘောလုံးအသင်းတစ်သင်းကိုဆက်လက်ထိန်းသိမ်းရုံနဲ့မဟုတ်ဘူး Oliver Glasner ထားခဲ့တဲ့အောင်မြင်မှုအပေါ်သူရဲ့ကိုယ်ပိုင် Crystal Palace ကိုပြန်ပြီးတော့တိဆောက်ရမှာ Palace ကဒီ Europa League လိုမျိုးပို့ပြီးတော့ကြီးတဲ့စင်မြင့်မှာလဲရှင်ပြန်ရမယ့်အခြေအနေမျိုးရှိနေတဲ့အတွက်ဒီရာသီမှာအသင်းရဲ့အနက်အတိတ်ပဲနဲ့တည်ငြိမ်မှုကပို့ပြီးတော့အရင်အရေးကြီးလာပြီဒါပေမဲ့ Saints ရဲ့ Premier League ပွဲဥထွက်ကတော့သူမျောလင့်ထားသလိုမဖြစ်ခဲ့ဘူး Everton ကိုသူ2-0နဲ့သူပွဲဥထွက်မှာရှုံးခဲ့တယ်ဒါပေမဲ့ရလဒ်တစ်ခုတည်းကိုကြည့်ပြီးတော့ Palace ရဲ့ကစားပုံကိုတော့မဆုံးဖြတ်သင့်ဘူးPalace ကဘောလုံးပိုင်ဆိုင်မှုမှာအချိန်တော်တော်များများကောင်းကောင်းကစားနိုင်ခဲ့ပြီးတော့ပထမပိုင်းမှာတော့မှတိုင်ထိတဲ့အခွင့်အရေး2ကြိမ်လောက်ရှိခဲ့တာအဓိကပြဿနာကဖန်တီးနိုင်မှုမရှိတာထက်အခွင့်အရေးတွေဖန်တီးပြီးတော့ရလာတဲ့အခွင့်အရေးတွေကိုအဆုံးမသတ်နိုင်ခြင်းဖြစ်နေတာဒီအချက်က Man City နဲ့တွေ့တဲ့အခါအထူးအရေးကြီးလာလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ City လိုအသင်းတစ်သင်းကိုအခွင့်အရေးနဲ့3-4ချိန်လောက်ရပြီးတော့တစ်ချိန်မဲ့အသုံးချနိုင်ရင်တော့အဲ့ဒီတစ်ချိန်ကပဲပွဲရဲ့ရလဒ်ကိုပြောင်းလဲသွားစေနိုင်တယ်။ City ဘက်ကကြည့်လိုက်ရင်လည်းအားနည်းချက်မရှိတဲ့အသင်းတော့မဟုတ်ဘူး။ဒီရာသီ Manchester City ကပြီးခဲ့တဲ့ရာသီတွေရဲ့ Manchester City နဲ့မတူတော့ဘူး။ Pep Guardiola မရှိတော့ဘူး။ Rodri မရှိတော့ဘူး။ Bernardo Silva လည်းမရှိတော့ဘူး။ပြီးတော့ Nicolas Gonzalez ကလည်းအခု Newcastle ကိုထွက်သွားပြီ။အခု City က midfield ကိုပြန်လည်တည်ဆောက်နေတဲ့အခြေအနေမှာ Buhari နဲ့ Elliot Anderson တို့လိုကစားသမားတွေကိုထည့်သွင်းလာပြီ။အဲဒီတော့ Maresca အတွက်အဓိကမေးခွန်းက Manchester City ကိုဘောလုံးဘယ်လိုကစားစေမလဲဆိုတာတည်းမဟုတ်တော့ဘူး။မကတော့ Manchester City အဟောင်းကစားပုံကိုဘယ်လောက်ထိထားခဲ့ပြီးတော့ Enzo Maresca အနေနဲ့ကိုယ့်ရဲ့ကိုယ်ပိုင် City အသစ်ကိုဘယ်လောက်မြန်တိဆောက်နိုင်မလဲဆိုတာအရေးကြီးလာပြီ Premier League ပထမပွဲမှာဘုံမောင်းနဲ့ကစားခဲ့တဲ့အချိန်မှာဒီအပြောင်းလဲတွေကိုမြင်ခဲ့ရတယ် City ကပွဲချိန်တော်တော်များများမှာအဆင်ပြေပြေမကစားနိုင်ခဲ့ဘူး
ဘုံမောင်းကတော့မှအချိန်တော်တော်ကြာပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာစီးတီးကဒါနောက်ဆုံးမိနစ်ပိုင်းမှာကမ်ဘက်ပြန်လုံနိုင်ပြီးတော့2-1နဲ့သူတို့အနိုင်ရသွားတာဒါကြောင့်ခရစ္စတယ်ပဲနီးအနေနဲ့ဒီပွဲမှာကြောက်စရာတစ်ခုကမန်ချက်စတာစီးတီးရဲ့နာမည်တစ်ခုတည်းမဟုတ်တော့ဘူးစီးတီးရဲ့မစ်ဖီအသစ်တွေကိုဘလောက်ထိဖိအားပေးနိုင်လဲဆိုတဲ့အခြေအနေကပဲနီးကိုဒီပွဲမှာအများကြီးစမ်းသပ်လာနိုင်တယ်ဒီပွဲမှာအထူးသဖြင့်အဒန်ဝါတန်ကလည်းအရေးကြီးလာနိုင်တယ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကမန်ချက်စတာစီးတီးကိုယ်တိုင်အဒန်ဝါတန်ကိုစိတ်ဝင်စားခဲ့တာရိုဒရီထွက်သွားပြီးတဲ့နောက်စီးတီးကကွင်းလေအတွက်မစ်ဖီအတွက်အဒန်ဝါတန်ကိုဦးစားပေးစဉ်းစားခဲ့ပေမဲ့ဒါပဲလစ်ကသူ့ကိုမယောင်းဘူးလို့ပြက်ပြက်သားသားညင်လိုက်တော့မှအခုတော့ဒါဝါတန်ကစီးတီးကိုစန့်ကျင်ပြီးတော့ခရစ္စတယ်ပဲလီရဲ့မစ်ဖီမှာဆက်ပြီးတော့ရှိနေတဲ့သဘောပေါ့ဒါကဘောလုံးရဲ့ထူးခြားတဲ့အိုင်ယိုနီတစ်ခုလိုပါပဲစီးတီးကလိုချင်ခဲ့တဲ့ကစားသမားတစ်ယောက်ကစီးတီးရဲ့မစ်ဖီကိုပြန်လည်စမ်းသပ်မဲ့ပွဲစဉ်တစ်ပွဲဖြစ်လာပြီခရစ္စတယ်ပဲလီဘက်ကသူကစားမယ်ပြီးတော့ဒီနှစ်သင်းရဲ့အတိတ်သမိုင်းကိုလည်းမေ့ထားလို့မရဘူး2025ခုနှစ် FA Cup Final ကိုပြန်ပြီးတော့သတိရကြည့်ပါခရစ္စတယ်ပဲနီးကမန်ချက်စတာစီးတီးကို 1-0 နဲ့အနိုင်ယူပြီးတော့သူတို့အသင်းသမိုင်းတစ်လျှောက်ပထမဆုံးမေဂျာထရိုဖီကိုအရယူနိုင်ခဲ့တယ်အခုအာဆင်နယ်ကိုပြောင်းသွားတဲ့အဇေးရဲ့ဂိုးနဲ့ပြီးတော့အဲ့ဒီပွဲမှာဒင်းဟန်နာဆန်ရဲ့ပင်နယ်တီကာကွယ်မှုတွေနဲ့စီးတီးရဲ့အခွင့်အရေးတွေကိုမယုံနိုင်လောက်အောင်ကာကွယ်မှုတွေကအဲ့ဒီ FA Cup Final ပွဲရဲ့ဇလန်းတစ်ခုဖြစ်ခဲ့တာပေါ့အခုချိန်ကြီးကျွန်တော်မှတ်ရနေသေးတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့ပရီးမီးယားလိမှာစီးတီးကပြန်ပြီးတော့ကောင်းကောင်းတုံ့ပြန်ပြနိုင်ခဲ့တယ်2025ခုနှစ်ပဲရစ်အင်ကွင်းအထိလာပြီးတော့ 3-0 နဲ့ပြန်ရိုက်လိုက်တာနောက်ဆုံးတွေ့ဆုံမှုကတော့စီးတီးက Etihad မှာပဲရစ်ကို 3-0 နဲ့ပဲထပ်ပြီးတော့အနိုင်ယူထားတယ်ဆိုတော့နောက်ဆုံးတွေ့ဆုံမှုတွေကိုစုစုပေါင်းကြည့်လိုက်ရင်စီးတီးဘက်ကအသာစီးရထားပေမဲ့ပဲရစ်ကလည်းစီးတီးကိုဘလို့နာကျင်အောင်လုပ်ရမလဲဆိုတာသိနေတဲ့အသင်းတစ်သင်းဖြစ်နေတယ်ဒါကြောင့်ဒီပွဲမှာပဲလစ်အတွက်အရေးကြီးဆုံးကစီးတီးကိုလုံးဝတားဆီးပစ်ဖို့မဟုတ်ဘူးစီးတီးရဲ့ရတန်ကိုပြတ်အောင်လုပ်ဖို့ပဲဖြစ်လိမ့်မယ်စီးတီးကိုသူတို့ကြိုက်တဲ့ပုံစံအတိုင်းဘောလုံးလေပတ်ခွင့်ပေးလိုက်ရင်ပဲလစ်အတွက်အရန်ခတ်သွားနိုင်တယ်ဒါပေမဲ့ပဲလစ်ကမစ်ဖီမှာအကွာဝေးထိန်းပြီးတော့စီးတီးရဲ့ဘေးရက်ကိုစောစောပီအားပေးထားနိုင်မယ်ဆိုရင်တော့စီးတီးရဲ့မစ်ဖီအသစ်တွေကိုမေကွန်းထုတ်နိုင်ပါလိမ့်မယ်တစ်ဖက်မှာစီးတီးအတွက်တော့ပဲလစ်ရဲ့ transaction တွေကိုအထူးသတိထားရမယ်။ဘာကြောင့်လဲဆိုတော့ပဲလစ်ကဘောလုံးကိုတည်ငြိမ်အောင်ဘောလုံးကင်ထားနိုင်တဲ့အချိန်ရှိသလိုနေရာလွတ်တွေရတဲ့အချိန်မှာလည်းတံပြန်တိုက်စစ်ကိုမြန်ကူးပြောင်းနိုင်တဲ့အသင်းတစ်သင်းမှာပြီးတော့ပဲလစ်ရဲ့ဒီ squad saturation ကလည်းအခုချိန်ထိပြောင်းလဲနေသေးပဲအဆဲဒီစာစီကိုချယ်ဆီကနေလုံးနဲ့ခေါ်လာတယ်ဒီမက်ဆတ်လာခရွန်စ်ထွက်သွားပြီးတဲ့နောက် defensive shape ကိုပြန်ဖြည့်နေတဲ့သဘောပေါ့အဲ့ဒီအရာတွေကဒီပွဲမှာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာစေလိမ့်မယ်ပဲလစ်ကအောင်မြင်ပြီးသားအသင်းတစ်သင်းရဲ့အဆင့်ကိုဆက်ပြီးတော့ထိန်းသိမ်းထားခြင်းတာမန်ချက်စတာစီးတီးကကြတော့သူတို့အောင်မြင်ခဲ့တဲ့ခေတ်တစ်ခုကုံဆုံးသွားပြီးတဲ့နောက်ထပ်ခေတ်တစ်ခုကိုပြန်လဲစတင်ခြင်းနေတာတစ်ဖက်ကငါတို့ရောက်နေပြီဆိုတဲ့အသင်းတခြားတစ်ဖက်ကကျတော့ငါတို့ပြန်စရမယ်ဆိုတဲ့အသင်းဒါကြောင့်ဒီပွဲကိုရတဲ့တစ်ခုတည်းနဲ့ပဲတိုင်းတာကြည့်ဖို့မသင့်ဘူးလို့ကျွန်တော်ထင်ပါတယ်ခရစ္စတယ်ပဲလစ်ဘက်ကဆိုရင်နီးပြတဲ့စစ်ရဲ့ football identity ကဘလောက်ထိမြန်မြန်ဆန်ဆန်အကောင့်ထဲပေါ်လာမလဲအဘာတန်နဲ့ပွဲမှာတွေ့ခဲ့ရတဲ့ possession နဲ့ chance creation တွေကိုဒီ city လိုအသင်းနဲ့တွေ့တဲ့အခါမှာရောသူတို့ဆက်ထိန်ထားနိုင်အောင်မလားအဒန်ဝါတန်ကမစ်ဖီပတယ်မှာဘလောက်ထိအရေးပါလာမလဲဆိုတော့အချက်အလက်တွေရှိနေတယ်စီးတီးဘက်ကဆိုရင်အန်ဆိုမာရက်စကာရဲ့မန်ချက်စတာစီးတီးအသစ်ကဘလောက်ထိယုံလုံးပေါ်လာပြီတဲ့ပြီးတော့မစ်ဖီအပြောင်းလဲတွေချားမှာဒီကွင်းနဲ့ control ဘိုင်းကိုဘလို့ပြန်လဲတီဆောက်မလဲနောက်ထပ်အာလင်ဟာလန်လိုထိတ်တန်း striker တယောက်ကို
သူရဲ့အကောင်းဆုံးအခြေအနေတစ်ခုမှာဘလို့အသုံးချမလဲအစရှိတဲ့မေခွန်းတွေရဲ့အဖြေတွေကပဲဒီပွဲရဲ့ရလဒ်ကိုတဖြည်းဖြည်းချင်းဖော်ထုတ်သွားနိုင်မှာပါဒါကြောင့်ဒီတစ်ခါတော့ဘယ်သူနိုင်မယ်ဆိုတာကိုကျွန်တော်မပြောချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘောလုံးဆိုတာကရလဒ်ကိုခံမှန်းပြီးတော့ပိုင်ဆိုင်ထားလို့ရတဲ့အရာတစ်ခုမဟုတ်ဘူးပွဲမစခင်မှာကျွန်တော်တို့လုံနိုင်တာကဒီအသင်းနှစ်သင်းအခုကန်မဲ့အသင်းနှစ်သင်းကဘာကြောင့်နိုင်တယ်ဘာကြောင့်ရှုံးနိုင်တယ်ဘယ်နေရာမှာတော့ဖြင့်အားတာတယ်ဘယ်နေရာမှာတော့ဖြင့်အားနေတယ်ဆိုတာကိုပဲနားလည်အောင်ကြည့်ထားဖို့တခုပဲရှိတယ်ပြီးတော့ပွဲစားတဲ့အချိန်မှာအဲ့ဒီအချက်အလက်တွေကဘယ်အရာတွေကတကယ်လက်တွေ့ဖြစ်လာမယ်ဆိုတော့အတူတူကြည့်ကြတာပေါ့ဒါကပဲပွဲကြိုသုံးသက်ချက်ရဲ့အတိတ်ပဲဖြစ်တယ်ရလက်ကိုကြိုပြောတာမဟုတ်ဘူးပွဲကြိုသုံးသက်ချက်ဆိုတာပွဲကိုပဲနားလည်အောင်ကြိုဖတ်ထားတာမျိုးပါ